တငယ်ချင်းတွေကအိမ်ချက်လက်ရမော်ဟင်းကရန်ကုန်မော်ဟင်းကလေးစားကျင်နေဆိုလို့ဒီနေ့ချက်ကျွေးဖြစ်ပါရဲ့ရှင်။မော်ဟင်းကဆိုလို့ရှိရင်ဘယ်ရက်ဒေတာပဲရောက်စားနေကြပုံစံမျိုးမဟုတ်တဲ့ရန်ကုန်မော်ဟင်းကလေးကိုချက်ပြပေးထားပါတယ်။မော်ဟင်းကဆိုရင်တော့ပဲကြော်တွေအကြော်တွေနဲ့ထည့်စားတာမကြိုက်တဲ့လူတွေအတွက်ကတော့ဒီလိုမျိုးဥပဲဥလေးနဲ့မပြောပင်ပက်လေးနဲ့စားရင်တော့ပို့ပြီးတော့စားလို့ကောင်းပါတယ်ရှင်။ဒါကတော့အကြော်ကြိုက်တဲ့သူအတွက်ပေါ့နော်ဟင်းရင်နည်းနည်းလေးနဲ့ပြင်ပြထားတာပါ။ရန်ကုန်မွေးဟင်းရဲ့အသက်ကငါးစီတက်လေးဖြစ်လို့ချက်ပုံချန်ဒီလေးကိုသိရအောင်လို့လိုက်ကြည့်ပေးပါအောင်နော်။ပထမဆုံးနေတဲ့ဒီနေရာမှာငချင်းလေးကိုသုံးထားပါတယ်။ငချင်းကတော့20သားဖြစ်ပါတယ်။ငပြာရီကိုတော့သိန်းခင်သစိတ်လေးသုံးထားပါတယ်။ငပြာရီကိုဇွန်းတစ်ခွက်ထည့်ပြီးတော့စနွင်းမုတ်လေးအနှဲငယ်နဲ့စပလင်လေးကိုထုံးပြီးတော့ရှည်ထည့်ပြီးတော့အရင်ဆုံးပြုတ်ထားပါမယ်ရှင်။ငါးပြုတ်ထားတာလေးလေရပြီဆိုလို့ရှိရင်တော့ငါးလေးတွေကိုအေးခံထားပါမယ်ရှင်။အေးခံပြီးပြီဆိုတာနဲ့အသားလေးတွေကိုတိချလေးအယိုးမပါအောင်လို့အယိုးလေးတိချနှွှင်ထားပါမယ်ရှင်။အယိုးလေးတွေတိချနှွှင်ပြီးပြီဆိုရင်တော့ရပါပြီ။ဒီမှာတော့ကြက်သွန်ဖြူချင်းစပလင်တို့ကိုထည့်ပြီးတော့အရင်ဆုံးကြိတ်ထားပါမယ်ရှင်။ပြီးရင်တော့ကြက်သွန်နီတွေကိုလည်းထပ်ပြီးတော့ကြိတ်ပါမယ်ရှင်။ကြက်သွန်နီလေးတွေကိုလည်းကြိတ်ထားပါမယ်ရှင်။ဒါဆိုရင်တော့ရပါပြီ။ပဲလေးတွေကိုလည်းလာပြီးတော့နူးနေအောင်လို့ပဲတွေကိုလည်းပြုတ်ထားပါမယ်ရှင်။စားချက်ဖို့အတွက်ဆိုရင်စီပူလာရင်ကြက်သွန်နီလေးတွေကိုအရင်ဆုံးစီတက်ပါမယ်။ကြက်သွန်နီလေးတွေမှန်းလာပြီဆိုရင်တော့ချင်းကြက်သွန်ဖြူစပလင်ကြိတ်ထားလေးထည့်ပါမယ်။ဒီလိုမျိုးအရောင်လေးပြောင်းလာပြီဆိုရင်တော့ငါးထွင်ထားတာလေးတွေကိုထည့်ပါမယ်ရှင်။ငါးထွင်ထားတာလေးထည့်ပြီးပြီဆိုရင်တော့မရမနာပဲတိချာလေးမှုပေးပါရှင်။ပြီးရင်တော့အရသာအတွက်ဒီနေရာမှာအချိုမုတ်ကိုဇွန်းလေး2စွန်းနဲ့ထည့်ထားပါရရှင်။ဒီမှာတော့ငါးအချိုနဲ့ကြက်သွန်တွေအချိုကိုယူပါဖြစ်တဲ့အတွက်ကြောင့်မလို့အချိုမုတ်ကိုရှော့ပြီးတော့ထည့်ထားပါရရှင်။ပြီးရင်တော့စားကိုမောက်မောက်တစွန်းလေးထည့်ပါမယ်။ပြီးရင်တော့မရမနာဆက်ပြီးတော့ထပ်မှုပါမယ်။အယောင်လေးတွေအကုန်လုံးပြောင်းလာပြီဒီလိုနေလေးရပြီဆိုရင်တော့အယောင်အတွက်အယောင်တင်မှုတ်လေးထည့်ပါမယ်ရှင်။နောက်ဆုံးမှာတော့ငါးစီတက်လေးရပါပြီရှင်။ဒါဆိုရင်တော့ရန်ကုန်မွေးငါးလေးချက်ဖို့အတွက်စပြီးတော့ပြင်ဆင်လိုက်ရအောင်နော်။ဝင်ငါးမုံနှစ်ထုပ်ကိုရေလေးနဲ့ဖြော်ပြီးတော့အထဲတရအစီလေးတွေကြေးသွားအောင်လိုးလက်လေးနဲ့တေချာမွေးထားပါမယ်။ပြီးရင်တော့ရေနွေးကိုတည်ထားပြီးတော့ငါးပြုတ်ထားတဲ့အရေလေးတွေကိုထည့်ထားပါမယ်ရှင်။ဒါကရီကေတတာရဲ့ခဲထားတဲ့အတွက်ကြောင့်မို့လို့နည်းနည်းလေးခဲနေရပါရှင်။ပြီးရင်တော့ခုနကရေဖြော်ထားတဲ့မွေးမဟင်းကအမှုတ်လေးတွေကိုထည့်ပါမယ်ရှင်။ပြီးရင်တော့အကုန်လုံးကိုပေါ့နော်ထည့်ပြီးတော့မှွေလိုက်ပါမယ်ရှင်။မှွေတဲ့နေရာမှာအဆန်မှုန့်အနံ့လေးပေါ့နော်ပျောက်သွားတဲ့အထိမှွေပါမယ်။ပြီးရင်တော့ငါးစီတထားလေးကိုထည့်ပါမယ်ရှင်။ရန်ကုန်မွေးငါရဲ့အသက်ကတော့ငါးစီတက်ပဲဖြစ်ပါရဲ့ရှင်။ငါးစီတက်လေးနိုင်မှပဲဝင်းကမွေးမှာဖြစ်ပါတယ်။ပြီးရင်တော့ပဲကြိတ်ထားတာလေးထည့်ပါမယ်။ပြီးရင်တော့အသင့်လှီးထားတဲ့ငပြောဥလေးပေါ့နော်အဲ့ဒါကတော့စနွင်းလေးနဲ့မပြသွားအောင်လို့ရေးစိမ်ထားပါတယ်ပြီးရင်တော့အဲ့ဒါလေးထည့်ပါမယ်ထည့်ပြီးတော့တေချာနှက်ဆက်အောင်မှွေပါမယ်ရှင်အရသာအတွက်ဒီနေရာမှာတော့စားလေး2စွန်းကိုထည့်ထားပါတယ်ရှင်ခုဆိုရင်တော့အရန်ကိုစားချစ်စရာကောင်းနေပါပြီရှင်အရသာလေးတွေထည့်ပြီးပြီဆိုလို့ရှိရင်တော့အိုးပဲဥလေးထည့်ပါမယ်ရှင်အိုးပဲဥလေးတွေထည့်ပြီးသွားပြီဆိုရင်တော့ဒါကတော့ကြက်ဥပေါ့နော်ကြက်ဥလေးကိုစိတ်ပြီးတော့မြင်းအိုးလေးထဲမဲ့ကြက်ဥလေးပါရှင်ဒီမှာတော့ကြက်ဥစိတ်လုံးသုံးထားပါရှင်ကြက်သွန်နီလေးတွေကိုလည်းအရင်ဆုံးထည့်ပါမယ်ကြက်သွန်နီလေးထည့်ပြီးသွားပြီဆိုရင်တော့နည်းငယ်မှွေပြီးတော့အိုးလေးဖုံးထားပေးပါမယ်နောက်ဆုံးမှာတော့ကြက်ဥစိတ်ထားလေးထည့်လိုက်ရင်တော့အရသာရှိလာတဲ့ရန်ကုန်မဟင်းကားလေးကိုရပါပြီရှင်ကိုရိုင်းအိမ်မှာချက်တာဖြစ်တဲ့ကြောင့်မလို့သွေးတိုးမှလည်းပူစရာမလိုပဲနဲ့အများကြီးလည်းစားလို့ရပါတယ်ရှင်အားလုံးပဲကျေးဇူးတင်ပါတယ်